မြို့တော်ရဲ့လေဘုံအထက်မြင့်တက်ကြီးတစ်လုံးရဲ့ထိပ်ဆုံးချက်ကရုံခန်းထဲမှာနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ဦးစေရဟာအစည်းအဝေးတက်နေခဲ့ပါတယ်။ဒီနေ့အတွက်မျက်နှာစတိုးရမယ်အရှုံးဆိုတာငါအပိတံမှမရှိဘူးလို့ဝန်ထမ်းအားလုံးကိုပြောဆိုနေခဲ့ပါတယ်။ဝန်ထမ်းအားလုံးကလည်းတိတ်ဆိတ်နေကြပါတယ်။ဦးစေရကစီးပွားရေးမှာအောင်မြင်ပေမဲ့သူ့ရဲ့တူဦးသေးသောသမီးသွန်းသစ္စာကိုတော့အချိန်မပေးနိုင်ခဲ့ပါဘူး။သွန်းသစ္စာဟာဇေခံအင်ကြီးမှနေရပေမဲ့လွတ်လပ်မှုလုံးဝမရှိခဲ့ပါဘူး။သူ့ဘဝရဲ့အရာအားလုံးကိုဖခင်ကပဲဆုံးဖြတ်ပေးထားပါတယ်။ဒီနေ့မှာတော့ဖခင်ကသမီးနောင်ကမှဦးမင်းထက်ရဲ့သားနဲ့စီးစပွဲလုပ်မယ်။သွန်းသစ္စာကလည်းဖေဖေသမီးအဆင်သင့်မဖြစ်သေးဘူး။ဦးစီယာကအချစ်ဆိုတာငွေမရှိရင်မတည်မြဲဘူးလို့ပြောလိုက်ပါတယ်။သွန်သစ္စာဟာဘာမှပြန်မပြောနိုင်ပဲထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့မြို့စုံရက်ွက်လေးတွေကအိမ်ဟောင်းလေးမှာတီးယားဟာမိခင်နဲ့အတူနေထိုင်နေပါတယ်။မနက်9 နာရီတဲကထပြီးဈေးပို့အလုပ်လုပ်ပြီးနေ့လယ်ဆောက်လို့ရအလုပ်ဝင်ညဘက်မှာစာတင်ရပါတယ်။သားရန်ပင်ပန်းနေရင်နားလိုက်ပါအောင်လို့အမေကပြောဆိုပါတယ်။ဒါပေမဲ့တီဟာကသားမနာနိုင်သေးဘူးအမေ။တနေ့သားတို့ဘဝပြောင်းလဲရမယ်။တီဟာရဲ့အိမ်မက်ကငွေကြေးချမ်းသာဖို့မဟုတ်ဘူး။အမေကိုတက်တောင်းတက်တာထားနိုင်ဖို့ပါပဲ။ဒီနေ့မိုးတဲ့ရက်သွားရွာနေချင်းသူသစ္စာရဲ့ကားဟာချက်ကွက်လမ်းချင်းလေးထဲမှာရုတ်တရက်ပြတ်သွားခဲ့ပါတယ်။ဖုန်းလိုင်းကလည်းမမိ။ကားမောင်းသမားလည်းအခုညရှာဖို့ထွက်သွားပြီးမိုးကပူယူရွာလာနေပါတယ်။အဲ့ဒီချိန်မှာချီအောင်တစ်ချောင်းကိုကင်ထားတဲ့တီဟာရောက်လာခဲ့ပါတယ်။အမအစင်ပြေရဲ့လား။ကားပြတ်သွားတာကျွန်တော်ကြည့်ပေးမယ်။မိုးရီထဲမှာတီဟာကကားအင်ဂျင်ကိုစစ်ဆေးနေခဲ့ပါတယ်။သူ့လက်တွေစီးပြီးပင်နေပြီးအဝတ်စားတွေလည်းဆူရွှဲနေခဲ့ပါတယ်။မိနစ်အနည်းငယ်ကြာတော့အမဆက်နှုတ်ကြည့်ပါဦး။ကားဆက်ကရုတ်တရက်ပြန်နိုးလာပါတယ်။သွန်းသစ္စာအံ့ဩသွားခဲ့ပါတယ်။ရှင်ဘယ်တော့ယူလဲလို့သွန်းသစ္စာကမိလိုက်တဲ့အခါသွန်းသစ္စာကပတ်စံထုတ်ပေးလိုက်ပါတယ်။ဒီကပြုံးပြီးခေါင်းခလိုက်ပါတယ်မလိုပါဘူးဒုက္ခရောက်နေတဲ့သူကိုကိုကြီးတာကပတ်စံယူဖို့မဟုတ်ပါဘူးဆိုပြီးပြောပြီးလက်ထွက်သွားတဲ့တီဟရဲ့နောက်ကျောကိုသွန်းသစ္စာကအကြာကြီးငေးကြည့်နေခဲ့ပါတယ်သူ့ဘဝမှာငွေကိုညင်းတဲ့လူကိုပထမဆုံးအကြိမ်တွေ့ပြီးခဲ့တာပါပဲသွန်းသစ္စာမသိသေးတာကသူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုလေးကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေမဲ့အစာဖြစ်နေခဲ့တာပဲဖြစ်ပါတယ်ကားပြန်မောင်းထွက်လာခဲ့ပေမဲ့သွန်းသစ္စာရဲ့စိတ်ကတော့ငွေထဲမှာချင်ရင်းနေတဲ့လူငယ်လေးစီမှာပဲရှိနေခဲ့ပါတယ်ပတ်စံကိုမယူဘူးတဲ့လားသူ့ဘဝမှာငွေကြောင့်လူတိုင်းပြောင်းလဲသွားတာကိုပဲမြင်ပြုခဲ့ပေမဲ့ဒီလူငယ်လေးကတော့သူများနေနဲ့မတူခဲ့ပါဘူး။နောက်တစ်နေ့မှာသုံးသက်စာဟာကားပြတ်ခဲ့တဲ့ရောက်ကက်ကိုတိတ်တိတ်လေးပြန်ရောက်လာခဲ့ပါတယ်။ဒါပေလက်ပြေးဆိုင်ကအဖိုးကြီးကိုမေးလိုက်ပါတယ်။မနေ့ကကားပြန်ပေးလိုက်တဲ့ကောင်လေးကိုတိလာရှင်။ဒီဟာလားအဲ့ဒီကောင်ကယူသားတဲ့မနှက်ဆိုရင်ဈေးဘူးနေ့ရက်ဆိုရင်စောက်လို့ရညဆိုရင်စာတင်တတ်တယ်။သုံးသက်စာအံ့ဩသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဒီဟာစောက်လို့ရလုပ်ငန်းခွင်မှာအုပ်ထိပ်တင်နေရုတ်တရက်မူလဲသွားခဲ့ပါတယ်။လုံရှင်ကဒေါသထွက်ပြီးလုံးလုံးနိုင်ပြန်တော့အဲ့ဒီအချိန်သုံးသက်စာရောက်လာခဲ့ပါတယ်။သူနားယူပြရသည်။ဒီနေ့လိုအားကောက်ကိုကျမပေးပါမယ်။ဒီဟာချက်ချင်းထလာပြီးမလုပ်ပါနဲ့ကျွန်တော်အလှမခံဘူးသွန်းသစ္စာကပြုံးလိုက်တယ်အလှမဟုတ်ဘူးတငယ်ချင်းတယောက်ကကူညီတာပါဒီဟာပထမဆုံးအချိန်ပြုံးမိသွားခဲ့ပါတယ်အဲ့ဒီနောက်နှစ်ယောက်သားမကြာခဏတွေ့ပြလာခဲ့ပါတယ်သွန်းသစ္စာကလမ်းဘေးဆိုင်မှာမုံစားရတာကိုသဘောကျလာခဲ့ပါတယ်ဘတ်စကာစီကမိုးရည်တဲ့လမ်းလျှောက်တာလမ်းဘေးကကော်ဖီတောက်တာသူ့အတွက်အရာအလောကအသေးစံဖြစ်နေခဲ့ပါတယ်ဒီလိုဘွားကငါတစ်ခါမှမနေဘူးဒီဟာကအခြေပြီးငွေများကြီးရှိတိုင်းပြောရတာမဟုတ်ဘူးသွန်းသစ္စာကဒီဟာကိုငေးကြည့်နေတယ်ဟုတ်တယ်ငါအခုမှနားလည်လာပြီရက်တီကြလာတဲ့အခါသွန်းသစ္စာကတီဟာကိုချစ်မိသွားခဲ့ပါတယ်တညက်နေနေဝင်ချင်းမြေကမ်းဘေးမှာနှစ်ယောက်သားထိုင်နေကြပါတယ်ဒီဟာကတိတိလေးပြောလိုက်တယ်ကျွန်တော်တို့ဘဝကမတူဘူးဒီချက်မလေးသက်တင်ဘူးထင်တယ်လို့ပြောလိုက်ပါတယ်သွန်းသစ္စာကမျက်ရည်အလိုလိုဝဲလာခဲ့ပါတယ်ဘဝကွာတာကအချစ်ကိုတားနိုင်လို့လားကျွန်တော်မင်းကိုပျော်ရှင်စင်မှာကြောက်တယ်မင်းနဲ့ရှိရင်ပဲငါပြောတယ်သွန်းသစ္စာကတီဟာရဲ့လက်ကိုသွတ်ကန်လိုက်ပါတယ်ဒီဟာလဲသူ့နှလုံးသားကိုမထုတ်ကွနိုင်တော့ပါဘူးသွန်းသစ္စာငါမင်းကိုအရန်ချစ်တယ်သွန်းသစ္စာကလည်းငါလည်းမင်းကိုချစ်တယ်လို့ပြောလိုက်ပါတယ်ယောက်သားပထမဆုံးအချိန်တယောက်ကိုတယောက်ဖတ်ထားလိုက်ကြပါတယ်။ဒါပေမဲ့အဝေးတနေရာမှာလူတယောက်ကဒီမြေကွင်းကိုတပ်ပုံရိုက်နေခဲ့ပါတယ်။သူကဥသေရာရဲ့ကိုရံတော်ပဲဖြစ်ပါတယ်။အဲဒီညမှာပဲတပ်ပုံလေးကိုဥသေရာစီပို့လိုက်ပါတယ်။ဥသေရာမျက်နှာဟာဒေါသကြောင့်နေရဲသွားခဲ့ပါတယ်။စင်ရသားတယောက်ကငါသမီးကိုလာထီရဲတယ်ပေါ့။သပွဲကိုလက်သီးနဲ့ထထုလိုက်ပါတယ်။မနှက်ဖြန်အဲ့ဒီကောင်ကိုငါးရီခေါ်လာခဲ့။ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဘဝကအန်ရီဂျီတီခုကသီဟာတို့နှစ်ယောက်ကိုတဖြည်းဖြည်းချစ်ကပ်လာနေခဲ့ပါပြီ။